အန်နာကခွေးလေးကိုနော်ကိုပြဖို့သူမရဲ့အင်ဂျီကိုမတင်လိုက်တဲ့အချိန်မှာပဲခွေးပိုင်ရှင်ကရုတ်တရက်ရောက်လာတာကြောင့်အန်နာလည်းအင်ဂျီကိုအမြန်ပြန်ချလိုက်ရပါတယ်ဒီရက်ပိုင်းအန်နာဟာကိုတော်တော်လေးစိတ်ပြတ်နေမိပါတယ်အကြောင်းကတော့သူမမှာဘာစွမ်းအားမှမရှိလို့ပါပဲတကယ်တော့ဒီကဘာမှာလူတိုင်းကစွမ်းအားတွေကိုစီရှိကြပြီးအန်နာတယောက်ပဲဘာမှမရှိတာကြောင့်အလုပ်လျှောက်တိုင်းလည်းညှင်းပယ်ခံရတယ်လို့ဒီနေ့မှလည်းနောက်ထပ်အလုပ်အင်တာဗျူးတစ်ခုထပ်ချရှုံးခဲ့ရပြန်ပါတယ်အဲ့ဒါနဲ့အပြန်မှာလူကူးမြင့်ကြားမှာရက်ဆောင်နေလုံးကားတစ်စီးကြောင့်တကူလုံးရေတွေဆိုသွားခဲ့ပါသေးတယ်ဒါကြောင့်စိတ်ညစ်ညစ်နဲ့ရေးစားဖြစ်သူစီသွားခဲ့ပေမဲ့ရေးစားဖြစ်သူကလည်းအန်နာကိုညှင်းငွေ့နေခဲ့ပါပြီအဲ့ဒီနောက်အန်နာဟာညီမဖြစ်သူရဲ့16နှစ်ပြည့်မွေးနေ့ပွဲအတွက်အိမ်ပြန်လာခဲ့ပါတယ်ဒီနေ့ဟာညီမဖြစ်သူရဲ့စွမ်းအားတွေနိုးထလာရမယ့်မွေးနေ့ပါပဲဒါကြောင့်မိဘတွေကညီမဖြစ်သူကိုစွမ်းအားတွေနိုးထလာဖို့အမျိုးမျိုးစမ်းသပ်ခိုင်းကြပါတယ်အမေဖြစ်သူက TV ကိုစိတ်နဲ့လမ်းဖွင့်ခိုင်းတယ်လို့အဖေဖြစ်သူကလည်းတခြားသူတွေရဲ့စိတ်ကိုဖက်ကြည့်ခိုင်းခဲ့ပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူးအဲ့ဒါနဲ့ညီမဖြစ်သူအတွက်လူတိုင်းကတော့အနေရခက်နေကြပေမဲ့အန်နာကတော့စိတ်ထဲမှာသူ့လိုပဲညီမဖြစ်သူလည်းစွမ်းအားတွေမရှိဘူးဆိုပြီးကြိတ်ပြီးဝမ်းသာနေမိပါတယ်ဒါကြောင့်ညီမဖြစ်သူလည်းစိတ်ပြတ်နေမိခဲ့ပေမဲ့မထင်မပဲရေခဲတက်တာတကားကိုဆွဲဖွင့်လိုက်မိတဲ့အခါမှာတော့တကားကပြုတ်ထွက်လာပါတော့တယ်ဒီလိုနဲ့ညီမဖြစ်သူရဲ့စွမ်းအားကခွန်အားကြီးခြင်းဆိုတာကိုသိသွားတဲ့အခါမှာတော့လူတိုင်းကဝိုင်းပြီးဂုဏ်ပြုကြပါတော့တယ်ဒါကိုမြင်တော့အန်နာတယောက်ကိုဝမ်းနေသွားပြီးပါတီကနေထွက်လာကနှစ်သိမ့်မှုရရှိဖို့ရေးစားဟောင်းစီသွားပါတော့တယ်ဒါပေမဲ့ရေးစားဟောင်းကတော့တခြားတယောက်နဲ့တွဲနေခဲ့ပြီးဖြစ်ပါတယ်ဒီလိုအဆင်မပြေမှုတွေဆက်တိုက်ကြုံလာရတာကြောင့်နောက်ဆုံးမှာတော့အန်နာလည်းစိတ်ကူးတမှုခံယူပြီးစွမ်းအားတွေနိုးထလာအောင်လုပ်ဖို့ဆေးရုံကိုသွားပါတော့တယ်ဒါပေမဲ့ကုန်ကြစရိတ်ကတော်တော်လေးများနေတာကြောင့်အန်နာတယောက်ဘာမှမတတ်နိုင်ပဲဆေးရုံကနေပဲပြန်လာခဲ့လိုက်ရပါတယ်အဲ့ဒါနဲ့တငယ်ချင်းဖြစ်သူကယ်လီကအန်နာကိုပြောတာကအစွန်းရောက်တဲ့ကြောက်စိတ်ခံစားလာရတဲ့အချိန်မှဒါစွမ်းအားတွေကပေါ်ထွက်လာတာဖြစ်နိုင်နေဆိုတာပါပဲဒါကြောင့်ပဲကယ်လီကအန်နာရဲ့အစွမ်းတွေနိုးထလာဖို့တနေရာစီခေါ်သွားခဲ့ပါတယ်အဲ့ဒီနေရာကတော့အန်နီကြောက်ဆုံးဖြစ်တဲ့သွားစိတ်ခန်းပါပဲဒါပေမဲ့အန်နာကသွားစိတ်ခန်းကိုတော့အတော်လေးကြောက်လွန်းတာကြောင့်စိတ်ငြိမ်ဆေးတွေတောက်လိုက်ရတဲ့အထိဖြစ်သွားပြီးအစီအစဉ်ကပြတ်သွားခဲ့ရပြန်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ပြန်လာခဲ့ပေမဲ့လမ်းမှာရုတ်တရက်ပြန်ပေးသမားတစ်ယောက်ကရောက်လာပြီးအန်နာကိုဖမ်းကကားနောက်ဖုံးနဲ့ထည့်လိုက်ပါတော့တယ်တကယ်တော့ဒါဟာကယ်လီရဲ့အရန်စီစဉ်ပါပဲအန်နာကိုတကယ်ကြောက်သွားအောင်လုပ်လိုက်ရင်စွမ်းအားတွေထွက်လာမယ်လို့ကယ်လီကယုံကြည်နေတာပါပဲဒါပေမဲ့အန်နာကတော့စိတ်ငြိမ်စေးအချိန်မပြေသေးတာကြောင့်ဘာတွေဖြစ်နေမှန်းတော့မသိပဲအေးအေးဆေးဆေးပါပဲတစ်ဖက်မှာတော့ကယ်လီတို့ကဆိုင်ထဲမှာစကားပြောနေကြတော့မှပဲရဲတွေကအန်နာကိုထည့်ထားတဲ့ကားကိုလမ်းစီကန်းချိုးဖောက်တာကြောင့်လာဆွဲပါတော့တယ်ဒါပေမဲ့သူတို့တီးလိုက်တဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပါပြီဒီလိုနဲ့အချိန်တော်ကြာလိုက်ရှာခဲ့ပြီးနောက်မှာတော့ကယ်လီတို့ဟာရဲစခန်းကကားပါကင်မှာကားကိုပြန်တွေ့ခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့အန်နာတယောက်စိတ်ငြိမ်စေးအချိန်ကပြေးပြီးတတိပြန်ဝင်လာတာကြောင့်သူမရဲ့စွမ်းအားတွေနိုးထလာအောင်လုပ်ပြီးကားထဲကနေထွက်နိုင်မှုစူးစမ်းရပါတော့တယ်